ကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာသူ့ရဲ့တားနဲ့သမီးတွေစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလက်ဝက်ကြီးအုပ်ပြီးအကြီးအကျယ်လုပ်ကိုင်နေတဲ့အချိန်သူတို့စစ်တပ်လက်အောက်ကဝန်ထမ်းတွေကိုတော့စီးပွားရေးမလုပ်ကြဖို့မင်းအောင်လှိုင်ကိုယ်တိုင်ကလှုပ်ဝက်ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ရန်ကုန်ခေတ်ကရရှိထားတဲ့အဲ့ဒီလှုပ်ဝက်ညွှန်ကြားချက်ထဲမှာစစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေပါမကြမ်းစီးပွားရေးလုပ်ကိုင်ခြင်းမပြုဘူးလို့ရေးထားတာကိုလည်းတွေ့ရပါတယ်။တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံဟာစီးပွားရေးလုပ်ငန်းအနည်းအမျိုးမျိုးကမ္ပဏီအမျိုးမျိုးကိုအကြီးကျယ်လုပ်ကိုင်နေရမှာစစ်တပ်ရဲ့စောက်လို့ရေးတင်တာတွေနဲ့ဝင်ကြီးဌာနတင်တာများစွာကိုရယူထားတဲ့အပြင်ဥမာရန်ကုန်အမှတ်1စစ်ဆေးရုံအထူးကုစင်တာပြည်ဦးလွင်ကတင်900ကင်ဆာကုဆေးရုံနဲ့ဒလတိုးပြီးတော့စက်ရုံမြဝတီစင်တာမြောက်ဥက္ကလာဂကွင်း project စစ်တွေရေနက်စီမံကိန်းနဲ့ကြောက်ဖြူရေနက်စီမံကိန်းတွေပါဝင်စစ်တပ်နဲ့တပ်ဆိုင်နဲ့စောက်လို့ရေးလုပ်ငန်းတွေတင်တာတွေအားလုံးကိုသူတယောက်တည်းယူပြီးလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်တစ်ဖက်မှာလည်းမြောက်လိုင်းရဲ့သမီးဖြစ်သူခင်တီရီတက်မော်ဟာအမှုပညာရှင်နဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကို 7% ရုပ်ရှင်ထုတ်လုပ်ရေး SM Winner ထုတ်လုပ်ရေးစတဲ့အမည်မျိုးမျိုးနဲ့လုတ်ကင်နေတဲ့အပြင် MBK Motor Company အပါအဝင်ကုမ္ပဏီများစွာတည်ထောင်ပြီးလျှက်စစ်ကားတင်သွင်းဓာတ်တွေအပါအဝင်စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုသူတဦးတည်းရယူပြီးတော့လုတ်ကင်နေသလိုအဲဒီလိုတွေမြောက်လိုင်းရဲ့သားနဲ့သမီးဖြစ်တဲ့သူတို့ဟာမြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းမှန်သမျှကိုသူတို့သားလက်ဝက်ကြီးအုပ်ပြီးအကြီးအကျယ်လုပ်နေကြပေမဲ့တစ်ဖက်မှာတော့အကြက်ဖက်မင်းအွန်လိုင်းကိုတိုင်ကသူတို့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုဝန်ထမ်းကျင့်ဝတ်ဤဥပဒေတွေကိုလိုက်နာပြီးပြင်ပစီးပွားရေးတွေမလုပ်ကြဖို့တားမြစ်လိုက်တဲ့အပြင်ဝန်ထမ်းမိသားစုတွေပါမကြမ်းတွေ့ဝိုင်းလိုပဲဖြစ်ဖြစ်တိုက်ရိုက်ပဲဖြစ်ဖြစ်ပြင်ပစီးပွားရေးမလုပ်ရဘူးဆိုပြီးလျှို့ဝှက်ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ